Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကိုရီးယားလိုအားကစားမီနင်းတွေကိုဘယ်လိုခေါ်လဲဆိုတာကိုကြည့်လိုက်ကြရအောင်နော်ဘဲကူဗော်လီဘောရောင်းကူမြာပစ် tennis တင်းနဲ့ badminton ချက်တောင်ဘဲကူရောင်းကူ tennis badminton ဆူယုံရေကူးခြင်း bowling ပစ်ခြင်းယာကူ baseball golf ဂေါက်ရိုက်ခြင်းဆူယုံ bowling ယာကူ golf 축구ဘောလုံးကန်ခြင်း농구 basketball 태권도တိုက်ကွမ်ဒို역도အလေးမခြင်း축구 농구 태권도 역도 boxing လက်ဝှေ့ထိုးခြင်း yoga ယောဂကျင့်ခြင်း skate စကိတ်စီးခြင်း marathon အပြေးပြိုင်ခြင်း boxing yoga skate marathon ဒီလိုမျိုးမီနင်းလေးတွေကိုနေ့ရက်တင်ပေးနေမှာဖြစ်တဲ့အတွက် channel လေးကို follow လုပ်ထားဖို့မမေ့နဲ့နော်